ပါဝင်နေနှင်းစီဆွေတချင်းလေးဖြစ်ပါတယ်အဲ့တချင်းကိုရင်းတော့တကယ်ချင်းနေလေးလဲဆိုထားပါတယ်အချင်းလေးကိုနီရောက်စိတ်ချတဲ့နှင်းစီလေယူရတိုင်းမွေးလူတိုင်းကခုစင်တဲ့နှင်းစီနာမည်ဒီပိုင်လေးရင်မဆွေးလဲအောင်လားဝေးတော့တဲ့ငါညို့နေတဲ့ပိုင်လေးမြင်သူတွေဟာချွေယူကခုစင်မာယာများရင်မကွေမစုမြတ်ထင်လာပါလေသူ့ကိုလည်းနဲ့ချင်ရင်ချွေယူစမ်းမကွယ်စုကလေးများမရှိရင်တကယ်မလွယ်ဘူးနှင်းစီချူချင်သူတွေလည်းဝိုင်းအလားဆုံးတော့ပန်းငယ်ရေဘဝမှာစုမြချင်ရမှာခိုင်မြဲတဲ့လာရှင်တမ်းမေအနီရောက်နှင်းစီမှာအာဟာကိုလေးရင်တဲ့ဆွေကိုအားရဲ့တွေ့ရောက်လာအာဟာအနီးပါတင်စားမြေရောင်စုံပညာလေးကတိုင်းလေးတွေဖြစ်ခဲ့ရင်ခွေစူးရချင်ရင်ဒီရဲ့အနီးရောင်ဒီနှင်းစီကိုလေးအချမ်းမိပါရင်ရှင်ရတဲ့ပါလာကိုခွေစူးတဲ့ချင်ရင်ခွေကပိုင်ဆိုင်ကြခြင်းတယ်စုကလေးများမရှိရင်တကယ်မလွယ်ဘူးနှင်းစီချူရင်သူတွေလည်းဝိုင်းလာဆုံးတော့ပန်းငယ်ရေဘဝမှာစုမြချင်ရင်မခိုင်မြဲတဲ့လာရှင်တမ်းမေစုကလေးများစုတာခံနိုင်မလားအာဟာချိုတင်ကစိတ်ကူးထားစကူတော့ပန်း